မိတ်ဆွေတို့ဒီဖုန်းရဲ့ parking ဖောက်ခဲ့တဲ့ date ကိုစစ်လို့ရတယ်ဒါပေမဲ့ကိုဝယ်မဲ့ iPhone က ending model ဖြစ်နေတယ်ပေါ့ဥပမာ8တို့11တို့ဝယ်မဲ့ဟေ့ဆိုရင်တော့ battery 90ကိုမမျှော်လင့်နဲ့ဒီတရုတ်ကလာတဲ့ set တွေက original မှန်မဟုတ်တဲ့ဟာတွေတောင်မှကျွန်တော်တို့အမှန်ကြီးချစ်ပြနိုင်တယ်ပေါ့နော် iPhone စက္ကန့်တွေကိုကိုယ်တိုင်အသုံးပြုဖို့ပဲဖြစ်ဖြစ်ပြန်ရောင်းဖို့ပဲဖြစ်ဖြစ်ဝယ်တဲ့အခါမှာ original battery ဟုတ်မဟုတ်ဘယ်လိုမျိုးစစ်ဆေးရမလဲဆိုတာလေးကိုကျွန်တော်ဒီနေ့မှာအသေးစိတ်လေးမျှဝေပြီးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel ကဒါမျိုးဖုန်းဝယ်ရောင်းတဲ့ပတ်သက်တဲ့ပညာတွေ test နဲ့ပတ်သက်တဲ့ knowledge တွေ unboxing video တွေနဲ့ phone review တွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အကေ subscribe ဆိုတဲ့ cloud လေးမနှိပ်ရသေးရင် subscribe ဆိုတဲ့ cloud လေးနှိပ်ပြီးအားပေးကြလို့လည်းရပါတယ်။ Okay trade review ပြောမနေတော့ဘဲနဲ့ကျွန်တော်တို့ရဲ့ video လေးကိုစလိုက်အောင်ပထမဦးဆုံးကျွန်တော်တို့ဝယ်မယ်ဖုန်းတစ်လုံးကိုလက်ထဲရောက်လာပြီဆိုတာနဲ့လိုအပ်တဲ့ error တွေစစ်မယ် error စစ်ပြီးသွားပြီဟေ့ဆိုရင်ကျွန်တော်တို့ battery ကိုကြည့်မယ်ပေါ့နော် battery ကိုတစ်ချက်သွားကြည့်လိုက်မယ် battery ကဘယ်မှာကြည့်ရမလဲဆိုလို့ရှိရင် setting ထဲက battery ဆွဲနေရမှာ battery ကကြည့်လို့ရတယ်ဒီမှာဆိုရင်တော့ဒီ12 Pro လေးက battery service ဖြစ်နေပြီ battery 83ပဲရှိပြီပေါ့နော်အကယ်၍12 Pro လို့ model မျိုးသား battery 90ကျော်ကြီးဖြစ်နေတယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ဒီဖုန်းရဲ့ parking ဖောက်ခဲ့တဲ့ date ကိုစစ်လို့ရတယ်ဘယ်လိုစစ်ရမလဲဆိုတာကိုကျွန်တော်တစ်ချက်ပြပေးမယ်ကျွန်တော်တို့ browser တွေကိုတစ်ချက်ဝင်မယ်ဝင်ပြီးသွားပြီဟေ့ဆိုလို့ရှိရင်ကျွန်တော်အခုရိုက်တဲ့ဟာလေးလိုက်ရိုက်လိုက်အောင်မယ်ပေါ့နော် coverage check ဆိုပြီးတော့ဒီမှာ Apple coverage check ဆိုတာတရားဝင် website မှာကျွန်တော်တို့ parking ဖောက်ခဲ့တဲ့ date ကိုတွားကြည့်လို့ရတယ်ဘယ်လိုမျိုးကြည့်ရမလဲဆိုတာဒီမှာလာလိမ့်မယ်ကဲဒီမှာဆိုလို့ရှိရင်သူက under a device serial number ဆိုတာဒီဖုန်းရဲ့ serial number ကိုရိုက်ခိုင်းတာဖုန်းတစ်လုံးကို IMEI လို့ပဲ serial number ကတစ်ခုပဲပါတယ်ကျွန်တော် serial number ဘယ်မှာရှိလဲဆိုတော့သွားရှာပေးမယ် serial number က setting ထဲကိုဝင်လိုက်မယ်ဝင်ပြီးသွားပြီဟေ့ဆိုရင်ကျွန်တော်တို့ battery ဟက်ထဲဝင်တိုင်းထွက်လိုက်မယ်ထွက်ပြီးတော့ general ထဲကိုတစ်ချက်ဝင်လိုက်နော် general ထဲမှာဒီမှာဆိုလို့ရှိရင်ဒါ serial number ဆိုတာဒီပါတယ်နော်ကျွန်တော်ကတော့ဒီကောင်လေးကို privacy ရအုပ်ထားလိုက်မယ်ကဲ serial number လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီး copy လုပ်ပြီး paste လုပ်လိုက်ရုံပဲနော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာသူရိုက်ခိုင်းတဲ့ဟာလေးပေါ့နော်ကျွန်တော်ဒီကုန်းမမြင်ရတော့တခြားဟာပြောင်းလိုက်မယ်ဒီမှာဆိုလို့ရှိရင် and you free wine ပေါ့နော်သူရိုက်ခိုင်းတဲ့ဟာလေးကျွန်တော်တစ်ချက်ရိုက်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီ iPhone ရဲ့ဒါ Randy parking ဖောက်ခဲ့တဲ့ date ကိုအတိအကျဒါပြပေးပါရနော်သူစပြီးတော့ parking ဖွင့်ပြီးတော့ကျွန်တော်တို့ဖုန်းကိုဖွင့်လိုက်ပြီဆိုတာနဲ့ဒါဆိုလို့ရှိရင်အောက်တိုဘာတဲ့2020ကလေးကစပြီးတော့ဒါ parking ဖောက်ထားတဲ့အလုံးဆိုအခုဆို4နှစ်တောင်ဖြစ်သွားပြီဒါညတာတယ်ဗျာ4နှစ်လောက်သုံးထားတဲ့ဖုန်းက battery health လောက်ရှိရဆိုတော့ဒါ positive ဗျာဖြစ်နိုင်တယ်ဒါပေမဲ့4နှစ်လောက်ရှိထားတဲ့ဖုန်းကbattery health 90ကျော်ကြီးဆိုရင်တော့ဒါကျွန်တော်တို့စဉ်းစားရမယ်နောက်ထပ်ဘယ်ချက်ကသိနိုင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ January ကိုသွားကြည့်မယ် January ကိုသွားလို့ရှိရင်ဒီမှာဆိုရင် battery service ပြနေတယ်ဒါကတော့ battery ကိုလဲခိုင်းနေကျွန်တော်တို့ဘယ်လိုခေါ်မလဲmessage ပေါ့နော်ကျွန်တော်တို့သတိပေးစာပေါ့သတိပေးစာလေးက battery လဲပါလို့ဆိုပြီးသတိပေးခိုင်းနေအကယ်၍လဲထားတဲ့ battery ဒါကျွန်တော်တို့ Apple ကခွင့်မပြုထားတဲ့ battery ဆိုရင်ရှေ့ video တွေမှာပြောခဲ့သလိုပဲ unknown bad ပေါ်နေမယ် Apple ကတရားဝင် service မှာလဲထားရင်တော့ကျွန်တော်တို့ဒါ Genius Apple Bad ဆိုပြီးတော့ပေါ်လိမ့်မယ်ပေါ့နော် Genius Apple Bad model တွေကတော့ဝယ်တဲ့ထဲမှာတော့ပါတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါကတော့ physical ရစစ်တာပြီးသွားပြီဆိုရင်နောက်ထပ် third party app တွေနဲ့တော့စစ်ပြမယ်နော် third party app ဆိုတော့ 3U2 တို့ကျွန်တော် Momo Connect တို့စတဲ့ website တွေမှာတော့စစ်လို့ပဲ 3U2 နဲ့စစ်ပြပါမယ် 3U2 စစ်ဖို့ဆိုတာကတော့ကျွန်တော်တို့ laptop တစ်လုံးလိုပါတယ်နော်အဲ့ဆိုကျွန်တော် 3U2 လေးတော့စစ်ကြည့်အောင်အဲဆိုရင်ကျွန်တော်တို့ရဲ့ laptop ထဲမှာ 3U2 ဆိုတဲ့ application လေး download ဆွဲထားရမယ် Chrome ကနေလွယ်တကူဆွဲလို့ရတယ်ကျွန်တော်အခုစစ်ပြပေးမယ့် model လေးကကျွန်တော်လက်ရှိသုံးနေတဲ့ iPhone 14 Pro လေးပေါ့နော်သူ့ရဲ့အပြင် battery က89ရှိတယ်ဒါပေမဲ့ 3U2 ထဲမှာ90ဖြစ်နေတယ်အကယ်၍88ဖြစ်နေတဲ့လက်ခံလို့ရတယ်ပေါ့နော်တစ်ခုနှစ်ခုလောက်ကွာတာပြဿနာမရှိဘူး 3U2 ဆိုတဲ့ app ကဒီလို battery health တင်စစ်လို့ရတာမဟုတ်ဘူးကျွန်တော်တို့အမှ charging time တွေဟလာသူ့ရဲ့ region တွေကစစစ်လို့ရတယ်ကျွန်တော်တို့အရင်ခေတ်တွေတုန်းကတော့ဗျာလွန်ခဲ့တဲ့ 5 နှစ်လောက်ကတော့ 3U2 ရဲ့ result ကတကယ်အမှန်ပဲတွက်ခဲ့ကြတာပေါ့သူတို့အခုဝင်ပြမယ် verification report မှာဆိုလို့ရှိရင်လည်းကဲကျွန်တော်တစ်ချက်ပြပေးမယ်ဒါမျိုး result လေးတွေပေါ့နော်မှန်ပိုင်းနေ color ပိုင်းနေဟုတ်လား sales model တွေဒါတွေအကုန်လုံးက 3U2 result ရတယ်မှန်တယ်ဆိုရင်တကယ်တရားကန်လုံးအမှန်လို့ပဲသတ်မှတ်ထားတာလက်ရှိ2023 2024ပိုင်းမှာဆိုရင်ဒီ coin li set လေးတွေပေါ့ဒီတရုတ်ကလာတဲ့ set တွေက battery health တွေမှန်နေ original မှန်မဟုတ်တဲ့ဟာတွေတောင်မှကျွန်တော်တို့အမှန်ကြီးချစ်ပြနိုင်တယ်ပေါ့နော်ဒါက third party app ဖြစ်တဲ့အတွက်ပြောင်းလဲလို့ရတယ်အဲ့တော့ကျွန်တော်တို့က battery ဘန်းကိုစစ်မယ်ဟေ့ဆိုရင်ဒီနှစ်ခုတည်းနဲ့တည်းမပြည့်စုံတော့ဘူးနောက်ထပ်တစ်ချက်နဲ့ပါကျွန်တော်တို့ထည့်သွင်းစဉ်းစားပြီးမှပဲစစ်ဆေးလို့ရမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်တစ်ချက်ကပါလဲကျွန်တော်တို့သွားကြည့်လိုက်ရအောင်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အချက်နှစ်ချက်ကိုစစ်ပြီးသွားပြီဟေးဆိုလို့ရှိရင် air tightness ကိုစစ်လို့ရတယ်နောက်ဆုံးအဆင့်ကတော့ air tightness စစ်ရမယ် air tightness ဆိုတာက iPhone ရဲ့အတွင်းပိုင်းလေလုံးမလုံးကိုစစ်လို့ရတယ်အဲ့လိုစစ်တာကဘာတွေအတွက်ကောင်းကျိုးရမလဲဆိုရင် battery အတွက်တည်းမဟုတ်ဘူးဒါဆက်ဖွင့်ထားခြင်းရှိမရှိလဲကိုခံမှန်းလို့ရတယ်အကယ်၍ဆက်ဖွင့်ထားရင်တော့မှရေလုံးစီးပါမပါပေါ့နော်အဲ့လိုမျိုးလေတွေပြန်မပြန်လက်ရတည်သက်ခြင်းရှိမရှိဆိုတာ iPhone ရဲ့အတွင်းပိုင်းလေကိုကျွန်တော်နည်းနည်းလေးမှုတ်ကြည့်လိုက်တာနဲ့ကျွန်တော်သိတာတယ်နိုင်ငံခြားမှာကတော့ကျွန်တော်ဒီလို set လေးတွေသုံးတာပေါ့ maybe ဒါရန်ကုန်မှာတော့ရှိမယ်ထင်တယ်ဒီ set တွေက
ဘာတွေအတွက်ကောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့သူကတော့ဆက်ကိုတတ်မှတ်ထားတဲ့ level ပေါ့နော် iPhone တွေကို pump လုပ်လိုက်တာလေကိုသွင်းပေးလိုက်တာသူတို့တတ်မှတ်ထားတဲ့20တတ်မှတ်ထားတယ်ပေါ့နော် SL တွေမှာ20ဆိုရင်ဒါ iPhone က leaking မဖြစ်ဘူးလေမထွက်ဘူး connection ကောင်းတယ်10အောက်ဆိုလို့ရှိရင်ဒီဖုန်းရဲ့ဒါအတွင်းပိုင်းစက်ပစ္စည်းတွေမှာနည်းနည်းလေးလက်ရမသေးတက်တာတွေပါရှိမှာပေါ့အဲ့လိုမျိုးတတ်မှတ်လို့ရတယ်ကျွန်တော်တို့ကကျတော့အဲ့လို set တွေမရှိဘူးဗျာဝယ်ရောင်းလောက်ရမှာလမ်းပေါ်မှာထွက်ပြီးလောက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်စင်းပင်လေးကိုအလွယ်တကူဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့တားကြီးမှုတ်ထွက်လိုက်လို့မရအောင်ဖြည်းဖြည်းချင်းလေးကျွန်တော်တို့ speaker လေးကိုလက်နဲ့ပိတ်မယ်ပိတ်ပြီးတော့ကျွန်တော်ဒါလေးချင်းမှုတ်လို့ရတယ်အဲ့လိုဆိုလို့ရှိရင်ဒါကျွန်တော်ရှေ့ကပြောခဲ့တဲ့အချက်3ချက်ပါတခါတည်းစစ်ပြီးသားဖြစ်လိမ့်မယ်ဒါပေမဲ့ကိုဝယ်မဲ့ iPhone က ending model ဖြစ်နေတယ်ပေါ့ဥပမာ8တို့11တို့ဝယ်မယ်ဟေ့ဆိုရင်တော့ battery 90ကိုမမျော်လင့်နဲ့ maybe running ကြံနေအလုံးဆိုရင် battery 90ကျော်လိမ့်မယ်အခုနောက်ပိုင်းဆို iPhone 11နေဆိုပြန်ဝင်လာတာရှိရလေ DHA အလုံးနေဆိုရင်ဒါ battery 95 98ဒါတွေက acceptable ဖြစ်တယ် running ကြံလို့ရှိရင်လက်ခံလို့ရတယ် running မကြံမနဲ့ battery 90ကျော်ဖြစ်နေလို့ကိုမယုံသင်္ကာဖြစ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် iPhone Era 10ဆိုတဲ့ video လေးကိုတွားကြည့်ပြီးတော့ battery ရဲ့ quality သေချာစစ်ရမယ်အတွင်းပိုင်းဆိုတော့ကျွန်တော်တို့ကဖြုတ်လှက်စစ်မှာမဟုတ်တဲ့အတွက်ကြောင့်မလို့သေချာလေးအချိန်ယူပေးပြီးစစ်လို့ရှိရင်တော့ဒါကိုလက်ထဲကိုဖုန်းကောင်းတစ်လုံးရလာမှာပဲဖြစ်ပါတယ်ကဲဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော် iPhone battery စစ်တာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီတလောက်လေးမျှဝေပေးခဲ့ပါတယ်မိတ်ဆွေတို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပြီးတော့အသိပညာဘုဒ္ဓရာအများကြီးရမယ်လို့လည်းကျွန်တော်ကမျှော်လင့်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲနောက်ရက်ဒီမှာလည်းဒီထပ်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေအသိပညာရမယ်ဗီဒီယိုတွေကိုကျွန်တော် sharing လုပ်ပေးပါအောင်မယ်ကျွန်တော် KT sharing ကကောင်းမြတ်ပါ see you in the next video guys